သူစာခိုးရင်တသက်တော့မကြသေးသူကပစ္စည်းခိုးတာမှမဟုတ်တာနော်စာဆိုတာပစ္စည်းမှမဟုတ်တာကိုမရတော့6ကြည့်တာပေါ့နော်သူများအောင်မေးတယ်ကြည့်ဖြစ်တယ်အဲ့တော့စာခိုးချတာကအဲ့ဒီတနာမဟုတ်ဘူးဒါပေမဲ့ဦးဇင်းတို့ယဟန်လောကမှာတော့နည်းနည်း short ရှိတာပေါ့နော်ပြဿနာနည်းနည်းရှိတယ်အရင်လည်းဦးဇင်းတို့ရေးခဲ့တဲ့စောင့်တင်မှာလည်းရှိပါတယ်နှစ်ဝါဒဦးဇင်းတို့တင်ပြပါတယ်ဦးဇင်းတို့တချို့ကမေးတယ်ရှင်မတိတိကျပြောပါဆိုဦးဇင်းတို့တိတိကျကျပြောခဲ့ပါတယ်ဒါတော့အပြင်ဦးဇင်းရဲ့ဟိုတရားဟောတဲ့ပုံစံစာရေးတဲ့ပုံစံကကိုယ့်အနေနဲ့ပြောတာနည်းနည်းရှားတယ်ဒါတော့အပြင်ကဘယ်ဆရာတော်ကြီးဘယ်လိုပြောတယ်ထက်ကရာမှာဘယ်လိုပြောတယ်တီကာမှာဘယ်လိုပြောတယ်ဆိုတာမျိုးပဲဦးဇင်းပြောလိပြောထားရှိတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အခုလည်းဆောင်းမိုးပဲရဟန်းတော်တွေဆောင်းမိုးပဲခိုးပြေတဲ့ကိစ္စမှာလည်းမြန်မာနိုင်ငံမှာကအငင်းပွားမှုရှိတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ကဝါဒတင်ပြသူတာဖြစ်တယ်ဦးဇင်းတို့မဆုံးဖြတ်ဘူးပေါ့နော်ဘယ်လိုလဲဆိုတော့ဆရာတော်ကြီးဟိုကြားတဲ့ဘက်ကဆရာတော်ကြီးဆုံးဖြတ်တာကတော့ဆောင်းမိုးခိုးပြေတဲ့အချိန်မှာတော့မကြောက်ဘူးဒါကတော့သူလိန်ညာတဲ့သဘောပေါ့နော်ခိုးပြေတယ်ဆိုတာလိန်နာပဲလေသူမစားမရဘဲနဲ့ရဟန်းဆောင်ပြီးတော့လိန်ဖြေတာဒါမူတာဝါဒပေါ့နော်ပြီးမှသူကဘာလဲဆိုတော့ဆောင်းမိုးအောင်သွားလို့ရှိရင်ဂုံလက်တွေဒီလက်တွေရတာစာအောင်စုတွေရတယ်။နောက်ဒီဘွဲတဲ့စိတ်ကိုအကြောင်းပြုပြီးတော့တခြားပူဇော်ပွဲတွေကျင်းပတယ်။ဆိုတော့အဲ့ဒီဟာတွေကဒါပါရာဇိကလောက်နိုင်တယ်ပေါ့နော်။အဲ့တော့ဆောင်းဘွဲခိုးပြေခြင်းဒီလိုလက်လာပါတွေကိုခိုးယူတာနဲ့တူတယ်ဆိုပြီးတော့ဆရာတော်ကြီးတွေဆုံးဖြတ်တာရှိတယ်။ဒါပါရာဇိကကြားတယ်လို့ယူဆတဲ့ဆရာတော်ကြီးတွေရဲ့အဆုံးဖြတ်ပေါ့နော်။ဒါလက်လာပါတွေကိုခိုးယူတာလိန်ယူတာနော်ပြောတာ။နောက်မကြဘူးလို့ပြောတဲ့ဝါဒတွေကြတော့သူကဘာလဲဆိုတော့ပါဠိတော်ထဲမှာတာရကပါတဲ့ပုံစံလေးကဘိက္ခုနီမပေါ့နော်ဘိက္ခုနီမဆရာတစ်ပည့်2ယောက်ရှိတယ်အဲ့တော့တစ်ပည့်မကနေပြီးတော့သူ့ဆရာရဲ့တကားအိမ်ကိုသွားတယ်သွားပြီးတော့သူ့ဆရာမကတောင်းခိုင်းတဲ့ပုံစံမျိုးလိန်တောင်းတာသူကနော်လိန်တာဆရာမကတောင်းခိုင်းလိုက်ပါတယ်ကြတော့မတောင်းခိုင်းတာမဟုတ်ဘူးဆရာမကသင်္ကန်းတောင်းခိုင်းလိုက်ပါတယ်ဆရာမကဆုံးတောင်းခိုင်းလိုက်ပါတယ်လို့သူကခိုင်းလိန်ပြောတယ်ဟိုကလည်းတက္ကရာမတွေတော့သူတို့ဆီယာမကတောက်ခိုင်းလိုက်တယ်ဆိုပြီးတော့သူကလည်းသင်္ကန်းတို့ဆုံးတို့ကိုလှူပေးလိုက်တယ်ပြီးသူသုံးလိုက်တယ်သူကဆီယာမမသိဘူးဒါလိန်တောင်းလိုက်တာအဲ့ဆိုသူပါရာဇိကကြသလားဆိုတော့မြတ်စွာဘုရားသွားလျှောက်တယ်အဲ့ကင်ကသူလိန်ပြီးသွားတောင်းတာလေကြတယ်ဆိုမြတ်စွာဘုရားမကြဘူးလို့ဆုံးဖြတ်တယ်မြတ်စွာဘုရားဒါဘုရားဆုံးဖြတ်တာပေါ့နော်မကြဘာဖြစ်လို့မကြတယ်ဆိုတော့သူကတဲ့အကြောင်းမဲ့ချက်တော့မပါဘူးတီကအထက်ကရာထဲမှာအကြောင်းမဲ့ချက်ပါတယ်ဘာဖြစ်လို့သူပါရာဇိကမကြတယ်လဲပေါ့နော်ဆိုတော့သူကပိုင်ရှင်မပေးတာကိုယူတာမဟုတ်ဘူးတဲ့သူကလိန်ညာတဲ့အတွက်ကြောင့်မူတာဝါဒပါစိတ်အားပဲတော့တင်တယ်ဒါပေမဲ့ဒီပစ္စည်းကိုသူလိန်ညာပေမဲ့ပိုင်ရှင်ကကြည်ကျင်နဲ့ပေးလိုက်တာပါတဲ့ပိုင်ရှင်ကကြည်ကျင်နဲ့ပေးလိုက်တာမို့လို့အရိဏမဖြစ်ဘူးတဲ့ဒါအထက်ကရာရဲ့အကြောင်းပြချက်ပေါ့နော်ဘုရားကတော့ဘာကြောင့်လဲမပြောဘဲနဲ့ပါရာဇိကမကြဘူးလို့ပဲဘုရားဆုံးဖြတ်လိုက်တယ်ထက်ကရာကမကြခြင်းအကြောင်းကိုရှင်းပြတယ်ဒါပိုင်ရှင်ကပေးတာမို့လို့အဲ့လိုမျိုးကိုထောက်ပြီးတော့ဒီနေ့ကိစ္စမွေးခိုးပြေတဲ့ကိစ္စမှာလည်းအဲ့လိုမျိုးဆရာတော်တွေညှိနှိုင်းဆုံးဖြတ်တာပေါ့နော်ဆောင်းမဲခိုးပြတဲ့ခါမှာလက်လာပါတွေရတယ်ဒီလက်လာပါကသူခိုးတာမဟုတ်ဘူးပိုက်ရှင်တွေအလူချင်းတွေကိုယ်တိုင်ကကြည်ကျင်တဲ့ဘုန်းကြီးကိုကတ်တာအဲကြောင့်ဒါလက်လာပါခိုးရမရောက်ဘူးဆိုပြီးတော့မကြတဲ့ဘက်ကဆုံးဖြတ်တာလည်းရှိတယ်အဲကြောင့်ဆောင်းမဲကိစ္စကတော့မြန်မာနိုင်ငံမှာနဝါဒရှိတယ်ဘာဖြစ်ပြောခိုးမပြေတာတော့အကောင်းဆုံးပဲလေဟိုတော့တကြကိုကပါရာဇိကမကြဘူးဆိုပြီးတော့တော့ခိုးပြေလိုက်လို့အကေကြနေခိုင်းဘယ်လိုလုပ်မလဲဟုတ်တယ်မလားတဘဝနဲ့ချင်းရတာဟုတ်တယ်မလားလူနဲ့မတူရဟန်းဘဝဆိုတာကြတော့ဒါဘဝကြီးနဲ့ရင်းရတာကြားခဲ့သည်ရှိတော့ရဟန်းဘဝဆုံးချုံရတော့မှာလေပြီးနောက်ဆုံးဘယ်လိုခေါ်လဲပါရာဇိကမကြားခဲ့ရင်တော့မှတန်တရားကိုမှဘယ်လိုပြောမလဲတန်တရားဖြစ်နေအောင်မှာနောက်တကနောင်နာတွေရနေမှာဒီဓမ္မစရိယဘွယ်ကြီးကငါမတရားငါခိုးပြေခဲ့တာပါလားဆိုစိတ်ကြီးကကိုယ့်ကိုဆွဆွဲနေမှာလေဒီအောင်လက်မကြီးကိုကြည်တိုင်းကိုယ်စိတ်ထဲမှာကိုယ့်ကိုငါတခိုးပဲဆိုကိုယ့်ကိုပြန်ဆွဆွဲနေမှာအောင်လက်မကနော်ဆိုတော့အဲ့ဒါကြောင့်ဆိုလို့ပါရာဇိကကြသည်ဖြစ်စေမကြသည်ဖြစ်စေခိုးတဲ့အလုပ်ကဘလို့မှမအပ်ဆက်ဘူးလေမလုံးတင်ပါအောင်မရရင်မဖြေတာကောင်းတယ်။ဥစ္စာတော့အရင်ကကြည့်လို့ဆရာကောင်းတဲ့ဆရာတော်ကြီးတွေရှိတယ်။တချို့ဆရာတော်ကြီးတွေဆိုရင်မေကွန်းကြိုပေါက်တာပေါ့ဒီခါတလေဆောင်းပွဲလောကသိတဲ့အတိုင်းပဲမေကွန်းတွေပေါက်တာတွေပါရှိတယ်။မေကွန်းသတင်းတွေကြိုရတယ်။မဖြေဘူးတချို့ဆရာတော်တွေတော့မဖြေဘူး။သူကမေကွန်းသိသွားပြီဆိုရင်မဖြေတော့ကိုစာရတယ်နော်။ तूမေကွန်းမသိတယ်ကိုကဖြေနိုင်မယ်ကိုစာရတယ်။ဒါပေမဲ့ဆရာတော်ကြီးတချို့ဆရာတော်ကြီးတွေမဖြေဘူး။ပြန်တော်မူသွားပြီဆရာတော်ကြီးတပါးဆိုနေပြောပြတယ်။ तू အဲ့နှစ်ကဆိုစာရတယ်ပေါ့နော်။ဒါပေမဲ့ तू မဖြေလိုက်ဘူးတဲ့။ तू တန်တရားရှိတယ်ပေါ့နော်။သူကဒီမေကုန်းကငါတိပြတဲ့နဲ့ဖြင်းနေတယ်ဆိုလို့ချင်းကိုလက်ပြမလုံးပေါ့အဘမသိခိုင်တော့မှဘာပြောစိတ်ကမတန့်ဘူးဖြစ်နေမှာဒါကြောင့်စိတ်တန့်လေးနဲ့အောင်လည်းမတစ်ချက်ရချင်တယ်ဒါကြောင့်ဆရာတော်ကြီးကအဲ့ဆရာတော်ကြီးကပြန်တော်မူသွားပါမယ်သူမဖြေခဲ့တဲ့အကြောင်းရှင်းပြဖို့တယ်ဦးဇင်းတို့လေအဲကြောင့်ဦးဇင်းတို့ပါရာဇိကကြသည်ဖြစ်စေမကြသည်ဖြစ်စေမယုံမသားဖြေတာတော့ရဟန်းတော်တွေနဲ့မလုံးဝမတန့်တော့ပါဘူးနော်